အားလုံးပဲမင်္ဂလာပါခင်ဗျာ People TV Channel ကနေနှွေးထွေးစွာနှုတ်ဆက်လိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မေလ15ရက်နေ့ကျွန်တော်တို့ရဲ့ People TV Channel ကနေတင်ဆက်ပေးမယ်ဝင်းနေစတောင်းစီစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့ခိတလာအောင်နိုင်ငံမှာရောက်ရှိနေတဲ့မတင်စာဝင်းမင်းဖြစ်ပါတယ်ခင်ဗျာ Happy birthday ဒီနေ့မေလ15ရက်နေ့မှာရောက်ရှိလာတဲ့မတင်စာဝင်းရဲ့24နှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုတော့ခိတလာအောင်နိုင်ငံမှာရောက်ရှိနေတဲ့မမအီစင်ဦးကနေဝင်းနေစမော်ကောင်လေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတင်စာဝင်းရဲ့24နှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုမမအီစင်ဦးဆူတောင်းပေးထားတဲ့ဝင်းနေဆူတောင်းလေးတွေရတော့ချီရတဲ့မမအသေးလေး24နှစ်တောင်ပြည့်သွားပြီနော်မမရဲ့ညီမလေးဝင်းနေမစားရင်နောက်နှစ်ပေါင်း100တိုင်တာယာချမ်းမြေတဲ့ဘွားလေးကိုပိုင်ဆိုင်နိုင်ပါသည်အရင်လိမ့်ပါတယ်မမရဲ့အသေးလေးအရင်တော်သောကလေးလေးမှုအရရချူစားပါနော်ကြီးမန်းချက်တွေလည်းအောင်မြင်ပါသည်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့တန်နိုင်ပါသည်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတို့နဲ့ပြည့်စုံနိုင်ပါသည်ဤချမ်းသာတဲ့ဘဝကိုလည်းထာဝရပိုင်ဆိုင်ရပါသည်ခက်ခဲတွေအလုံးကိုလည်းကျော်လွှားနိုင်ပါသည်လူရင်းစနမန္တများပြည့်စုံပါသည်စနတဲ့ဘဝကတစ်ထက်တည်းကြပါသည်အများကြီးချစ်တယ်နော်မမရဲ့တဲလေးဆိုပြီးတော့မတင်ဆောင်ဝင်းရဲ့24နှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုမမအီစင်ဦးကနေဝင်းနေစုမော်ကောင်လေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတင်ဆောင်ဝင်းရဲ့ Happy Birthday TV Channel ကနေလည်းဒီနေ့မေလ15ရက်နေ့မှာရောက်ရှိလာတယ်မတင်ဆောင်ဝင်းရဲ့မွေးနေ့ရဲ့မြက်လေးကိုထက်စစ်မွေးနေ့စုမော်ကောင်လေးတောင်းဆိုပေးခြင်းပါတယ် Happy Birthday ပါခင်ဗျာဝင်းနေကနေစပြီးတော့ချစ်ရတဲ့မိသားစုတွေနဲ့အတူနောက်နှစ်ပေါင်းများသောအတိုင်းပျော်ရွှင်စွာနေထိုင်နိုင်ပါသည်နေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တည်နိုင်ပါသည်ဘဝရဲ့အောင်မြင်မှုများသောကိုလည်းပိုင်ဆိုင်နိုင်ပါသည်အလုံးကိုင်းတွေလည်းထိထက်မကအဆင်ပြေပြီးတော့စီပွားလဲလာပါများလဲတည်ရလာတွေ့တတ်ပါသည်ညနာမြင်ချစ်ခင်တန်ညာတနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါသည်ကကြီးတုံးပါရင်သမီး၅ပါးပေးရနေလဲခင်ဝေးနိုင်ပါသည်ဘဝမှာမရှိစကားမကြားပဲနဲ့သက်ရှိကျမ်းမာသွရှင်ပြီးတော့ကောင်းကင်လူရင်းစနမန္တများပြေဝပါသည်လို့ဒီနေ့မေလ15ရက်နေ့မှာရောက်ရှိလာတယ်မတင်ဆောင်ဝင်ရဲ့မွေးနေ့ရဲ့မြက်လေးကို People TV Channel ကနေလည်းထက်စစ်မွေးနေ့စမော်ကောင်လေးတောင်းဆိုပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy Birthday TV Channel ကနေဆုတောင်းမြတ်တာပို့သပေးလိုက်ပါတယ်ခင်ဗျာ Happy birthday